စင်ပြေပါတယ်အားလုံးနဲ့ဟိုကြီးသက်ဟောင်းနေနဲ့လည်းစင်ဘိုးအကောင့်ထဲမှာလည်းတငယ်ချင်းတွေလိုပဲဆက်ဆံဖို့သူတို့နဲ့လည်းပြောပါတယ်ဥပမာကိုစိုးကြီးနဲ့ဆိုလို့ရှိရင်လည်းအရန်တည်တာဟိုအရှိတစ်ခေါက်ကဆိုရင်ပထမပြက်ချင်းမှာတော့ပြဿနာကြီးဖြစ်ကြတာပေါ့နော်ပြဿနာကြီးဖြစ်တယ်ပြီးတော့မခေါ်နိုင်မပြောနိုင်ဖြစ်ပြီးတော့3နှစ်လောက်လားမသိဘူးအဲ့ချိန်ကြာမှသူနဲ့ပြန်အဆင်ပြေသွားပြန်ခေါ်ပြစ်သွားတာပေါ့ပြန်ခေါ်ပြတဲ့အချိန်မှာလဲမောင်နှမကြီးလိုဖြစ်သွားအခုချိန်ထိကိုမောင်နှမကြီးလိုပဲဒီနေ့တော့မှနေမကောင်းဖြစ်လို့ဆိုပြီးတော့ကြက်ပေါင်းရင်တောက်မလားမေးနေသေးတယ်သူကလည်းကြီးသားဟောင်းပေါ့ကြီးသားဟောင်းနေဖိတ်ရမှာပေါ့သူတို့လာရမယ်လေမလာလို့မရအောင်လာခဲ့ရမယ်လက်မဝယ်ရမှာလားသူကဝယ်ရမှာပေါ့ဆောအတင်းတယ်ဗျာသူတို့နေတို့စော်ရခေါ်ခဲ့အဲ့မှာကတိတစ်မျိုးပဲနော်အဲ့မှာကတိတစ်မျိုးပါပဲကိုယ့်ရဲ့ one lady show ကပိုအောက်တိုဘာ3ရက်နေ့ကျရင် Strand Hotel မှာလုပ်မှာဖြစ်ပါတယ်9နာရီနေပြီးတော့10နာရီထိပွဲလေးကိုတို့အမိုက်စား performance တွေနဲ့လုပ်မှာဖြစ်တဲ့အတွက်ကြောင့်လာရောက်ဖို့ဖိတ်ခေါ်ပါတယ်ပြီးတော့ပို့ရဲ့ပွဲလေးကတော့ဘယ်လိုလဲဒီအကြာကြီးနေမှာ one lady show ကလုပ်ဖြစ်တာဆိုတော့ဒီအခွင့်အရေးကိုလက်မလွတ်ပဲနဲ့လာကြည့်သင့်ပါတယ်လို့ပြောချင်ပါတယ်ပို့တော့အများကြီးပြင်ဆင်ထားပါတယ်ရင်းနှိုင်းမစဉ်းစားလိုက်ရအောင်လေချစ်ဘူးခဲ့သမျှဘို့ရဲ့ Evan အရှိ Evan နဲ့နောက်ဆုံး Me and My Access ဆိုရဲငါနဲ့ငါကြီးစားဟောင်းများဆိုပြီးတော့ထွက်ထားတဲ့ Evan နှစ်ခုပေါင်းမလိုက်တယ်လေချစ်ဘူးခဲ့မြကြီးစားဟောင်းများဆိုပြီးသဘောကျမယ်လို့ထင်ပါတယ်ဘို့ကတော့ဘို့အဲ့ဒီပုံတင်ပြီးတော့အဲ့ဒီ title ကိုတင်လိုက်တာနဲ့လူတွေကရမ်းစိတ်ဝင်စားကြတယ်သဘောကျကြတယ်တော်တော်လေး feedback တွေကောင်းတယ်အများပါတယ် challenge လည်းများတယ်ပိုရင်ခုန်တယ်အရင်လဲစိတ်ပူတယ်အကောင်းဆုံးဖြစ်အောင်လည်းအများကြီးကြိုးစားနေတယ်အဲ့ဒါတော့မှဟိုအဲ့ပွဲမှာပေါ့နော်ဘို့ပြင်ဆင်ရတဲ့ဟာတွေအများကြီးနေရောညဆိုဘို့အခုစေးပါထိုးရတဲ့အခြေအနေဖြစ်ရောက်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အဓိကဘို့ဒီပွဲလေးမှာဘို့အများကြီးမော25ပုတ်တချင်း25ပုတ်ဆိုမှာပေါ့နော်25ပုတ်ကိုဘို့ performance တွေပြီးတော့အဲ့ဒီပွဲမှာသုံးမဲ့တီစာတွေအများကြီးပေါ့နော်အဲ့ဒါတွေသူဟိုတချင်းတိုက်ရတဲ့ရက်တွေတချင်းတွေတိုက်နောက်တစ်ခါကျတော့ဟိုအဲ့ဒီဟာတွေကလည်းအဲ့ဟာချက်ကိုတခြားပြင်ဆင်ရတဲ့အပိုင်းတွေအများကြီးရှိသေးတယ်ဒီပွဲကြီးလှပဖို့အတွက်ကိုအရှိမလှပဖို့အတွက်ကိုအနောက်မှာပြင်ဆင်ရတဲ့အပိုင်းတွေရှိရပေါ့နော်အများကြီးပါပဲဘို့တို့အဲ့တော့ရင်လဲခုံတယ် challenge နဲ့များတယ်ဒီခေတ်မှာကျတော့ one lady show လုပ်ဖို့ဆိုတော့မလွယ်ဘူးမဟုတ်ပါဘူးဟိုအလုပ်တွေ one lady show ကြောင့်အရန်စိတ်ပင်ပန်းအရန်အလုံးနေရလို့အဲ့လိုရီးသားအချိန်ပေးနိုင်လို့ဖြတ်လိုက်တာပါအပြည့်မရှိပါဘူးသူ့အကြောင်းနေမပြောရဘူးတဲ့အဲ့ကြောင့်အဲ့တော့ယူလို့လည်းသူ့ပုံတွေကမထည့်ရနော်ရီးသားဟောင်းနေပြတ်တယ်ဆိုတဲ့ဟာကိုရေးသူ့ပုံငါပြဿနာရှာမယ်လို့ပြောတာစင်ပြေပါတယ်အားလုံးနဲ့ဟိုရီးသားဟောင်းနေနဲ့လည်းစင်ဘိုးအကောင့်ထဲမှာလည်းတငယ်ချင်းတွေလိုပဲဆက်ဆံဖို့သူတို့နဲ့လည်းပြောပါတယ်တော်တော်များများဟိုတော်တော်များရီးသားဟောင်းနေနဲ့ပြန်တွေ့ပြီးတော့ရစကားပြောဖြစ်ပါဟိုလိုမျိုးဘို့အနေနဲ့ဘယ်တော့မှအဲ့လိုမုန်းရတဲ့ဒီရှားတယ်ပေါ့ကိုယ့်ပုံမှာပေါ့နော်တစ္ဆာဖောက်တာတို့မကောင်းတာတို့ဆိုတော့အဲ့လိုမျိုးမုန်းတယ်ဒါပေမဲ့ဥပမာကိုစိုးကြီးနဲ့ဆိုလို့ရှိရင်လည်းအရန်တည်တာဟိုအရှိတစ်ခေါက်ကဆိုရင်ပထမပြက်ချင်းမှာတော့ပြဿနာကြီးဖြစ်ကြတာပေါ့နော်ပြဿနာကြီးဖြစ်တယ်ပြီးတော့မခေါ်နိုင်မပြောနိုင်ဖြစ်ပြီးတော့3နှစ်လောက်လားမသိဘူးအဲ့ချိန်ကြာမှသူနဲ့ပြန်အဆင်ပြေသွားပြန်ခေါ်ပြစ်သွားတာပေါ့ပြန်ခေါ်ပြစ်တဲ့အချိန်မှာလဲမောင်နှမကြီးလိုဖြစ်သွားအခုချိန်ထိကိုမောင်နှမကြီးလိုပဲအဲ့လိုဟိုတခြားလူတွေနဲ့လည်းအဲ့တိုင်းပဲဒီနေ့တော့မှနေမကောင်းဖြစ်လို့ဆိုပြီးတော့ကြက်ပေါင်းရင်တောက်မလားမေးနေသေးတယ်သူကလည်းကြီးသားဟောင်းပေါ့ကြီးသားဟောင်းနေဖိတ်ရမှာပေါ့သူတို့လာရမယ်လေမလာလို့မရအောင်လာခဲ့ရမယ်လက်မဝယ်ရမှာလားသူကဝယ်ရမှာပေါ့ဆောအတင်းတယ်ဗျာသူတို့နေတို့စော်ရခေါ်ခဲ့အဲ့မှာကတိတစ်မျိုးပဲနော်အဲ့မှာကတိတစ်မျိုးပါပဲကျွဲကင်းစင်တော့အရန်ကောင်းခဲ့လို့သိတာအဲ့ဒါလေပူကပူကလေအမြဲတမ်းသူတို့ပေါ်မှာမေတ္တာထားပေးတယ်ချစ်ပေးတယ်ဘာပဲဖြစ်လုပ်ပေးရပေါ့နော်လက်ဆောင်နေတယ်ဆိုတော့ကိုယ့်ဘက်ကပေးရများပါတယ်သူတို့ဘက်ကပေးတာတိတ်ရှားပါတယ်ယောက်ျားလေးဘက်ကပေးရရင်လည်းကိုယ်ဝမ်းသာတာပေါ့နော်ဒါပေမဲ့လည်းရှားပါတယ်ကိုယ့်ဘက်ကချစ်တာအရင်များရလေများတော့ဘာဖြစ်လဲဆိုတော့သူတို့ချစ်တဲ့အချိန်မှာသူတို့ကနားမလဲဘူးတကယ်ပြက်သွားတဲ့အချိန်ကျမှဘိုးကအရန်ကောင်းပါလားဆိုပြီးတော့သူတို့ကပြန်ပြီးလိုချင်ကြတယ်အဲ့ချိန်မှာကိုကမရတော့ no ငါနင်တို့မချစ်တော့ဘူးအဲ့လိုဖြစ်သွားတာ
ခါတော့ခါပဲဘောကအဲ့လိုဖတ်ပြီးသားစာအုပ်တွေပြန်မဖတ်ဘူးဖတ်ပြီးသားစာအုပ်တွေပြန်မဖတ်တော့အဲ့နဲ့သူတို့ ਨੇ အဲ့လိုကြတော့လဲမောင်နှမတွေလိုပဲဖြစ်သွားအဆင်ပြေပါခါကျရင်နင်းငါနဲ့ကြိုက်တော့နင်းအတုံးမကြလေဆိုပြီးအုပ်လိုက်သေးတယ်နေရင်ကိုတက်ကိုတက်ငယ်နေတော့ပါနိုင်ကျက်တာပေါ့သူကလည်းတော်တော်နည်းနည်းစိတ်ဆိုးအောင်လုပ်တဲ့ကိစ္စကြီးရှိတာပေါ့နော်သူတို့ဘာမှမအဲ့လိုမျိုးနည်းနည်းဖောက်ပြန်တယ်လို့လုပ်တာပေါ့အဲ့မှာကိုကတော့ဘာမှမပြောပါဘူးမတွေ့တဲ့အချိန်ညမှာပဲလုပ်တော့တာပို့ပို့ရဲ့မြန်မာလိုပို့ပို့ page မှာဟိုပုံနေလေးတင်ထားပါတယ် ticket save ဘလို့ဝယ်လို့ရတယ်ဆိုတဲ့ဟာလေးတင်ထားပါတယ် information တွေတင်ထားပါတယ်အဲ့တော့ဟိုဖုန်းဆက်ပြီးတော့ဝယ်လို့ရပါတယ်